ကဘာပေါ်မှာဒိုင်နိုဆောလိုမျက်နှာပုံစံရှိတဲ့ငှက်ကမျိုးရှိပါတယ်။အဲ့ဒီငှက်ကတော့ရှူးဘီလ်ဖြစ်ပါတယ်။ရှူးဘီလ်ရဲ့သိပ္ပံအမည်က Balaeniceps rex ဖြစ်ပြီးအထိပ္ပယ်ကတော့ဝေလန်းခေါင်းဘရင်လို့ဆိုလိုတာမှာရှူးဘီလ်တစ်ကောင်ဟာအမြင့်110မှ140စင်တီမီတာအထိကြီးမားပြီးတောင်ပန်ဖွင့်ရင်2.3 မီတာအထိကျယ်နိုင်ပါတယ်။အလေးချိန်ကတော့4ကီလိုဂရမ်မှ9ကီလိုဂရမ်လောက်ရှိနိုင်ပါတယ်။အာဖရိကတိုက်အလယ်ပိုင်းရှိရေတင်ပြီးအပင်ထူထပ်တဲ့ရေဝက်တောများထဲမှာအများဆုံးတွေ့နိုင်ပြီးအဓိကအစားအစာတွေကတော့ငါး၊ဖား၊မွေနဲ့တရိษံငယ်ငယ်လေးတွေဖြစ်ပါတယ်။အထူးသဖြင့် lungfish လို့ခေါ်တဲ့ကြီးမားတဲ့ငါးမျိုးကိုအလွန်နှစ်သက်ကြပါတယ်။ရှူးဘီလ်ဟာအရန်စိတ်ရှည်တဲ့ hunter ဖြစ်ပါတယ်။သားကောင်ကိုဖမ်းတဲ့အခါတနေရာထဲမှာမလွတ်ဘဲနိုင်ပေါင်းများစွာစောင့်နေတတ်တဲ့ကောင်ပါ။အစာနီးလာတာနဲ့တချက်ထဲနဲ့လင်းပြန်စွာဖမ်းယူပြီးအကြီးမားတဲ့ beak နဲ့ခိုင်ခိုင်မာမာကိုက်ဖမ်းပါတယ်။ဒီအမဲလိုက်စတိုင်ဟာသုံးရတယ်လို့ထင်စရာရှိပေမဲ့အောင်မြင်မှုနှုန်းက60%ကျော်ရှိလို့နေတာပါ။ရှူးဘီလ်မျိုးစိတ်တွေဟာတခါတည်းရန်ဥတလုံးမှ3လုံးထုတ်တတ်ပါတယ်။ဒါပေမဲ့အများအားဖြင့်သားပေါက်တစ်ကောင်ပါအသက်ရှင်နိုင်ပါတယ်။ယနေ့ခေတ်မှာရှူးဘီလ်ဟာမျိုးတုံးအန်ဒီရယ်ရှိနေတဲ့ species တစ်မျိုးဖြစ်ပြီးအဓိကအန်ဒီရယ်တွေကတော့နေထိုင်ရာ swamp များပျက်စီးလာခြင်းလူသားများဖမ်းဆီးခြင်းနဲ့ပတ်ဝန်းကျင်ပြောင်းလဲမှုတို့ဖြစ်ပါတယ်။2024ခုနှစ်စာရင်းအရအရွယ်စောက်ဒေတာရှူးဘီလ်အရေးအတွက်မှာ3300မှ5300အတွင်းသာကျန်ရှိနေပြီးအရေးအတွက်ဟာဆက်လက်ကျဆင်းလို့နေပါတယ်။တိတ်တိတ်လိနေပေမဲ့အလွန်တိကျပြီးအန်ဒီရယ်ရှိရဲ့ hunter တစ်ကောင်ဖြစ်တဲ့ရှူးဘီလ်ဟာကဘာပေါ်မှာအလွန်ထူးခြားပြီးအကာအကွယ်လိုအပ်နေတဲ့နှက်တစ်မျိုးဖြစ်ပါတယ်။